င်္ဂလာပါရှင်မိုင်းတို့လက်ခတ်တန်းနေပြီးတော့အခုလာမယ် Valentine Day အမီမှာစီစဉ်ထားတဲ့ surprise gift လေးတွေနောက်တစ်ခါမိုင်းတို့ package လေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့မိုင်းတို့လက်ခတ်တန်းမှာချစ်ရတဲ့သူတွေတကယ်လို့ကိုယ့်ရဲ့ချစ်ခင်ရတဲ့ကောင်မလေးတွေကောင်လေးတွေနောက်တစ်ခါဇနီးတွေနောက်တစ်ခါကိုယ့်ရဲ့မိဘကိုချစ်ခင်နှစ်သက်ရတဲ့ဘသူကိုမဆိုလက်ဆောင်လေးတွေပေးခြင်းတယ်ဆိုလို့ရှိရင်ခါတိုင်းလိုပုံမှန်အိတ်ကလေးနဲ့မဟုတ်ဘဲနဲ့ကိုကြိုက်နှစ်သက်တဲ့ချီဒါမှမဟုတ်ပစိုးလေးတွေအစင်ဒီဇိုင်းရွေးလို့ရတယ်နောက်တစ်ခါတခြားချစ်ပိုးတွေနတ်မိမယ်တွေလည်းရွေးလို့ရပါတယ်အဲ့လိုမျိုးလေးတွေကိုမိုင်းနိုးကဒီလိုမျိုးဒီဒါမျိုးလေးပေါ့နော်မိုင်းတို့ပန်းစည်းလေးတွေနဲ့လက်ဆောင်ပေးလို့ရအောင်စီစဉ်ပေးထားတဲ့ package လေးတွေရှိပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်မိုင်းတို့ဒါဆိုချီနဲ့ပစိုးလေးနဲ့တွဲပေးထားတာအထက်ထဲမှာဆိုလို့ရှိရင်လည်းမိုင်းတို့ဒီမှာ chocolate လေးတွေပါပါတယ်ရှင်စားနေမဟုတ်ဘဲနဲ့အခုလိုမျိုးချုပ်ပြီးသားအင်ဂျီလေးတွေလည်းမိုင်းလို့ရှိမှထည့်ပေးလို့ရပါတယ်ရှင်ပြီးတော့ပဝါလေးတွေကိုလည်းလက်ဆောင်ဖြစ်ထည့်ပေးလို့ရပါသေးတယ်ရှင်ဒီလိုအပေါ်ထက်အင်ဂျီလေးတွေကိုလည်းထည့်ပေးလို့ရတယ်လို့ပြိုးရင်ပုံးငလှလေးတွေလည်းမိုင်းတို့လက်ဆောင်ထည့်ပေးလို့ရတဲ့အကြောင်းလေးကိုသတင်းကောင်းလေးပါချင်ပါတယ်